ဒါနဲ့မင်းကဘယ်နဲ့တန်းလဲ ငါရောအကြံညိုကဒီနေ့9တန်းတက်မှာကွာမင်းရအောင် ငါ10တန်းမင်းတို့ထက်တော့တန်းကြီးတာပေါ့ကွာ ဒါဆိုငါတက်တစ်နှစ်ကြီးတာပေါ့ငါဘယ်လိုခေါ်ရမလဲအထုံးလို့ခေါ်ရင်ကောင်းပါမလား မင်းရလေကွာငါအတန်းပဲကြီးတာမင်းနဲ့ကလည်းအသက်ကတိတ်กว่าတာမှမဟုတ်တာမင်းကြိုက်တယ်လို့ခေါ်နော် တစ်နှစ်လည်းတစ်နှစ်ကြီးတာပဲလေကွာ အေးပါကွာဒါဆိုလို့ရှိရင်ငါတို့နှစ်ယောက်ကညီကိုတွေပေါ့ကွာဒါပေမဲ့ငါတို့ညီကိုတွေမှာဘယ်သူကတော့ညီဘယ်သူကတော့အကိုစွာမျိုးမရှိရဲ့ညီကိုတွေကွာမကောင်းဘူးလား အဲ့ဒါဆိုရင်နှစ်ယောက်စလုံးညီနှစ်ယောက်စလုံးအကိုပေါ့ကွာ အေးအဲ့ဒါ ဟဲ့ကလေးတွေကျောင်းသားကိုပြင်ကြတော့လေ ဟုတ်ပါ ဟု ဟုတ် တ် ပါ တက်လာခဲ့မယ်ကွာကဲလှုပ်ဒီတကောင်ပြင်သွားကြမယ်ငါနဲ့ ကိုထုံးကနေဘယ်လိုမြင်လဲ ဝရိယတော့ကောင်းတယ်ဟာပြီးတော့ငါတို့နဲ့လည်းလောက်ကူလုပ်ပြီးတယ်သဘောလည်းကောင်းမဲ့ပုံပဲစာတော်တွေလည်းငါကြားတယ် ဟုတ်တယ်ဟာကိုထုံးကလေစာတော်မဲ့ပုံစံပဲငါတော့စာတော်ရဲ့အကူတယောက်ထိတ်ရတာပဲ နင်ကငါ့ကိုအကိုလို့ဘယ်တော့မှထင်လို့လဲ ဘယ်မှမထင်လို့လဲနင်ကငါ့ကိုပဲဟာ နိုင်ကျင့်နေပြီးတော့ နင်မဟုတ်တာမပြောနဲ့တော့ငါဘယ်တော့နိုင်ကျင်လို့လဲ ကဲတွေ့လားနင်ငါ့ကိုအခုပဲနိုင်ကျင့်နေပြီးတော့ အဲ့နင်ငါ့လာစနေလို့လေ ချက်ထွေးအဲ့ဒါကိုထုံးစပိတ်မလား အေးဟုတ်တယ်လူကပဲရောက်သွားတာ ဩကြံ့ကျိုဟိုနားလေးမှာလေပန်းလေးပေါက်နေလို့ကြံ့ညွတ်တက်ခူးလာရော့ ကြာညွတ်တွယ် မိန်းကလေးဆိုတာပန်းကြိုက်တယ်လေကြံ့ညွတ်ကတော်ပန်းမကြိုက်လို့လား မဟုတ်ပါဘူးကြိုက်ပါတယ်